ပြန်ဆိုတို့တားကြောက်တယ်ဗျကျွန်တော်ရဲ့ဟိုပါတော့ပြန်ဆိုတို့ကြောက်မဆိုဘူးသူစင်မော်လာသူရရှိကြောက်မဆိုရဘူးဒီမှာသဘောကောင်းတဲ့စေတနာပေါ်တာအများသိပဲဟောရွယ်ပြူငါမညာရပါဟင်းကောင်းလုံးကြိုက်တယ်ဓွားကိုလာတဲ့ဒစိအဲ့တဲ့အိမ်ကိုခေါ်ပြီးကဘာဆောင်လည်းခင်းဆက်ဆက်ဆိုရကြတာပဲကျွန်တော်မိသလားပါလေကဘာဆောင်ဒီပြန်ဆိုတေးတွေပေါ့ဆိုတော့ပြန်ဆိုတေးကလည်းဟိုကျွန်တော်ကတော့ပြန်ဆိုတို့တားကြောက်တယ်ဗျကျွန်တော်ရဲ့ဟိုပါတော့ပြန်ဆိုတို့ကြောက်မဆိုဘူးသူစင်မော်လာသူရရှိကြောက်မဆိုရဘူးဟိုဆက်ဟိုဘာလို့လူတယောက်ကမတူဘူးဗျလူတယောက်ကလုံးနိုင်ခြင်းမတူဘူးကျွန်တော်တချင်းရေးတယ်ဆိုကျွန်တော်ကိုယ်ရေးတာလေကျွန်တော်တချင်းလေးအဲ့ဒီမှာကျွန်တော်မလုံးနိုင်တဲ့ဟာတွေဆိုကျွန်တော်ဖယ်ထားတာကျွန်တော်လုံးနိုင်တယ်ကျွန်တော်တန်တဲ့ဟာတွေကျွန်တော်ထည့်ဆိုကျွန်တော်မဆိုနိုင်တဲ့နှုတ်တွေပါမယ်ဟိုင်းဆိုရင်ဘယ်လောက်ထိပဲကျွန်တော်သွားလို့ရမယ်မစ်ဆိုဘယ်လောက်မှထားလို့ရမယ်လုံးနှုတ်ဆိုကျွန်တော်ဘယ်ထိပဲချလို့ရတယ်ဆိုကျွန်တော်ရှိတယ်အဲ့ကီးရိတ်ထဲမှာကျွန်တော်သူများတချင်းဆိုရင်ရကီးရိတ်ရတဲ့နေရာရှိတယ်မရတဲ့နေရာတချို့ဆိုဘယ်တန်တာအကောင်းချလိုက်ရင်ကိုချလိုက်ရင်မမြည်တော့တာကြီးအဲ့ကြောင့်ကျွန်တော်သူများချင်းကိုကသူ့မရောမဆိုနိုင်ဘူးလို့ကိုထင်တယ်အဲ့ကြောင့်ကျွန်တော်ဆိုပြန်ဆိုတင်းမဆိုဘူးကာဘာဆောင်မဆိုဘူးအခုကာဘာဆောင်ပြန်ဆိုနေကြတဲ့သူတွေလည်းကျွန်တော်တော့ဘာမှပြောကြမရှိပါဘူးသူတို့ဟောပေါ့သူတို့လုံနိုင်တယ်လေဟိုကျွန်တော်တချင်းပြန်ဆိုတယ်ဆိုကျွန်တော်တော့သူတို့လုံနိုင်တာဆိုတော့ဒါအဆင်ပြေတယ်လေတချို့ကြောက်လဲစွန့်စားရတာပေါ့နော်စွန့်စားရတာပေါ့သူတို့ဒီရှေ့ကောင်းပြီးသားဟာယူပြန်ဆိုရှေ့ဟာမမီသူတို့ပြိဿရဲ့ဥစ္စာတိုက်ခိုက်မှုခံရတာလေအဲ့ညုံညမှုခံရတာသူတို့စွန့်စားရတာပေါ့ကျွန်တော်ကြောင့်အဲ့ဒီလူဟာဟိုရှေ့လူလဲဟိုလေးစားတဲ့သဘောပေါ့သူဆိုကြောက်ကြိုက်တယ်သူချင်းကြိုက်တယ်နားထောင်တယ်ကိုယ့်ကိုတည်းပြည့်ပြည့်ဆိုဒါပေမဲ့တကယ်တော့ပြိဿကိုချပြဖို့သူပြောရတော့သူ့ဝိစားကိုဝိပြီးတော့အလှပြဖို့တော့မရဲတာသူ့ဝိစားသူနဲ့ပဲလိုက်တယ်လို့ကယူကြည့်တာလေဟုတ်ကျွန်တော်မရှိနေဟိုပြန်ဆိုတဲ့လူရှိတယ်လေပြန်ဆိုတဲ့လူရှိတယ်ဆိုရဆိုကျွန်တော်တော့ဟိုဒါတော့ဗျာဟိုဘယ်လိုစီဝါပြည့်ဆိုတယ်ကျွန်တော်ခွေထုတ်မယ်ဆိုရင်တော့ကျွန်တော်တချင်းလာအပ်တယ်ဆိုရင်ကျွန်တော်ကရေးပြီးတယ်ပြီးတော့ကျွန်တော်တချင်းကိုစုပြီးသားတချင်းကိုကျွန်တော်စုပြီးသားတချင်းကိုလာဝယ်တယ်ပေါ့နော်ကျွန်တော်ရေးရချင်းပေါက်ပြီးသားချင်းကိုလာဝယ်တယ်ဆိုရင်တော့ကျွန်တော်ကအဲ့အသိရတာပူယူတယ်ကျွန်တော်ဘာလို့ပြန်ဆိုတဲ့သူများကပူတော်မတော်လားကျွန်တော်မသိဘူးတော့ကြပါဆိုလုံးဝဟိုပြိတ္တရင်းနဲ့ရောက်ပြီးသားကြီးပေါက်ပြီးသားကြီးခန့်တယ်ဗျာအခုခိုက်တဲ့ခတ်ပြီးသားခန့်တဲ့ဝင်ထိုင်စားသလိုဖြစ်နေတာဆိုတော့နေရာပူပေးရမယ်ကျွန်တော်အဲ့လေ